Do you understand the words that's coming out of my mouth? I dialogue ကိုသိတယ်ဟုတ်အဲ့မှာ Jackie Chan ကဘာလုပ်လဲဆိုတော့ပြုံးပြအဲ့ဒါဒီဆရာမတွေက do you understand လို့မေးလိုက်တဲ့အခါနေတော့နားလည်ကြလားလို့မေးလိုက်တဲ့အခါဖြစ်တဲ့တပည့်တွေရဲ့ reaction ပဲဒီနေ့ video clip မှာ classroom ထဲမှာဆရာမတွေတခါတလေမေးလေးမေးထားရှိတယ် do you understand ဆိုတဲ့မေးခွန်းလေးနဲ့ပတ်သက်ပြီးတော့မှပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်မကတော့ Ramona ပါအင်္ဂလိပ်စာဆရာမပဲမဟုတ်ဘယ်ဘာသာရပ်ဆရာမပဲမဆိုနားလည်ကြလားလို့မေးလိုက်လို့ရှိရင်တပည့်တွေစီကဘာအဖြေကိုမျှော်လင့်ကြလဲ yes ပဲပြောမှာပေါ့နားလဲတယ်လို့ပဲပြောမှာပေါ့သူတို့ confuse ဖြစ်တဲ့ဟာကိုပြဖို့အတွက်ရှက်သွားလိမ့်မယ်အော်ဒီအတိုင်းတာကငါတို့နားလဲရတော့မယ်အတိုင်းတာပါလားဆိုပြီးတော့သူတို့မိကုန်းလေးတွေထပ်မမေးတော့အတွေးခေါ်တွေရက်သွားလိမ့်မယ်ငါဘာငါပဲနောက်ပိုင်းကျရင်ကြည့်ကြက်ပြီးတော့တငယ်ချင်းအချင်းချင်းနဲ့ပဲတော့မှအဖြေရှာလိုက်မယ်ဆရာမကိုတော့လောလောဆယ်မမေးသေးဘူးအတန်းရှိမှာအဆက်ကွဲမယ်ဆိုပြီးတော့မှဖြစ်သွားပါမယ်အားကြောင့်မို့လို့ do you understand ဆိုရယ်မေကုန်းက classroom ထဲမှာနားလဲရလားဆိုရယ်မေကုန်းကအင်္ဂလိပ်စာဆရာမပဲမဟုတ်ဘူးဘယ်ဘာသာရပ်ဆရာမမဆိုလုံးဝမမေးတဲ့ red flag မေကုန်းပဲဖြစ်ပါတယ်တကယ်လို့အင်္ဂလိပ်စာဆရာမတယောက်က Celta တနန်းတို့ဘာလို့တွတ်တက်မယ်ဆိုလို့ရှင် do you understand လို့မေးလိုက်ပြီဆိုလို့ရှင်ပွဲသိမ်းရထားတဲ့အမှတ်တွေအကုန်လုံးဝီးဆိုထိုးကြတော့ပါမယ်ဆိုတော့ do you understand ဆိုရယ်မေကုန်းကကျောင်းသားတွေကကျွန်တော်နားမလဲပါဘူးဆိုတဲ့ဟာကိုဝန်ခံရမှာရှက်စေရဆိုလို့ရှိရင် do you understand ဆိုရယ်မေကုန်းကိုမမေးဘဲနဲ့ကျောင်းသားတွေနားလဲမလဲဘလို့သိမလဲဆိုတော့ concept checking questions လေးတွေမေးဖို့လိုအပ်ပါတယ် concept checking question ဆိုတာကဟိုမှာ tense တစ်ခုကိုသင်တယ်ဆိုလို့ရှိရင်ဒီ tense ကိုဘလို့သုံးရလဲဆိုတော့ဒီ concept တွေကိုပြန်ပြီးတော့စစ်ဆေးတဲ့မေကုန်းလေးတွေကိုဆရာမမေးပြီးတော့မှသူတို့တွေနားလဲရဲ့လားထပ်ပြီးတော့သူတို့ကူညီပေးဖို့လိုသေးလားဆိုတဲ့ဟာကိုဆရာမကဖော်ထုတ်ရမှာပေါ့နော်အဲ့တော့ concept checking questions ဘလို့မေးရမလဲဘလို့ပုံစံမျိုးမေးခွန်းလဲဆိုတဲ့ဟာကိုကျွန်မကဥပမာအနေနဲ့တရုပ်ပြပေးပါမယ်So now I've got an example sentence. Example sentence တကြောင်းရှိပါတယ် I've lost my keys. Do I have the keys now? No. Did I lose it in the past? Yes, I've lost them. Okay, so what is the result now? I no more have the keys, so I cannot open my door. That's the result. Okay, well, so is the result important now? Yeah, no keys, cannot open the door. The result is important now. So, an action happened in the past. The result is important now. What tense do we use? We use present perfect. ခုနသုံးသွားတဲ့မေကွန်းတွေက concept checking questions လေးတွေပဲဖြစ်ပါတယ်ဒီ questions တွေကိုစာဟဲ present perfect ကလေဒီလိုသုံးတယ်เนาะဆိုပြီးတော့မှအသေးစိတ်ရှင်းပြနေတာမျိုးမဟုတ်ဘဲနဲ့ concept checking questions တွေအားဖြင့်ကလေးတွေကိုကျောင်းသားတွေကိုစာသင်လို့လည်းရတယ်လို့ main concept ကိုထည့်ပေးလို့လည်းရတယ်လို့သူတို့နားလဲလားနားမလဲလားဆိုတော့ understanding သူတို့ရဲ့နားလဲနိုင်မှုကိုလည်း check လုပ်လို့ရပါတယ်ဆိုတော့ဒါက concept checking questions လေးတွေကိုအသုံးပြုပြီးတော့ဒီကျောင်းသားတစ်ယောက်နားလည်မလဲကိုဖော်ထုတ်တဲ့ diagnose လုပ်တဲ့နည်းလမ်းကိုအကြမ်းဖြင့်ဥပမာတစ်ခုနဲ့ပြပြပေးတော့တာပဲဖြစ်ပါတယ်ဆိုတော့အခုကစပြီးတော့ဆရာမတို့ do you understand ဆိုတဲ့ဟာကိုလုံးဝမမေးပါနဲ့တော့ဘာလို့လဲဆိုတော့သူတို့နားလဲလဲနားမလဲလဲအဖြေက yes ပဲသူတို့များသောအားဖြင့်ပေးပါလိမ့်မယ်အဲဒါကြောင့်မို့လို့ဒီ do you understand ဆိုရက်မေကွန်အစား concept checking questions လေးတွေမေးပြီးတော့မှသူတို့ရဲ့ understanding ကို check လုပ်လို့ရပါတယ်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် have a great day and bye bye